ဒီဗီဒီယိုမှာကြည့်လိုက်ပါအခုလိုဓာတ်တွေကိုပဲအပေါ်ကနေတစ်ချက်ချင်းစော်ချတာနဲ့အောက်ကနေတစ်ချက်ချင်းစော်တင်တာနဲ့ညီကိုလေးအနေဆိုရင်ဗဒါလာမယ်လို့ထင်တယ်အောက်ကနေတစ်ချက်ချင်းစော်တင်တာနဲ့ဒီအပေါ်ကနေစော်ချတာပေါ့နော်ပေါ်ကနေစော်ချတာကြတော့ကျွန်တော်တို့ပုံမှန်ဒီ fresh စော်လိုမျိုးပဲဖြစ်တယ်နည်းနည်းကြည့်ရအဆင်ပြေတယ်လို့လည်းပြောလို့ရတယ်ဒါဒီဓာတ်တွေဆိုပို့လို့တော့ဟိုတာဖြစ်တယ်ပေါ့နော်သူကဟိုအောက်မှာကျွန်တော်တို့ fresh ထိုက်စော်နေလို့ပဲဒီသူကတွားတာစိတ်စစ်စီစော်နိုင်ပို့ပြီးတော့အဆင်ပြေတယ်ဒီကောင်တော့ဒါပေါ်ကနေဆင်းတာနောက်တော့မြင်မြန်စော်ချင်နဲ့စော်လိုက်လို့ရတယ်ဒါကတော့ပေါ်ကနေဆင်းတာပေါ့နော်အောက်ကနေတက်မယ်ဆိုရင်တော့ဒီမှာအောက်ကနေတက်မယ်အောက်ကနေတက်တာသူကဟိုနည်းနည်းကျွန်တော်ဗျောင်းပြန်လို့ဖြစ်နေတယ်ဟောဝရီစော်ရတာဗျောင်းပြန်လို့ဖြစ်နေတယ်ကျွန်တော်အောက်ဖရက်မှာစော်မဆိုရင်ဗျောင်းပြန်လို့ဖြစ်နေတဲ့အတွက်ဒီကောင်စော်ရနည်းနည်းဟိုအပေါ်ကစော်ချရင်ကျွန်တော်တော့အပေါ်ကနေစော်ချတာပို့ပြီးသဘောကျတယ်ပေါ်ကနေစော်ချတာအပေါ်ကနေအောက်ဆင်းလာတာပို့ပြီးသဘောကျတယ်အောက်ကနေစော်တင်တာဘယ်လိုဆိုရင်မိုက်တယ်ဆိုတော့ကျွန်တော်တို့ဟောလို့ဟာနေပေါ့နော်ဟာနေကျွန်တော်တို့အောက်ကနေစော်တင်တာခေါင်းတယ်ဟာနေတော့သူကပိုးဝီးစော်လို့ဖြစ်သွားတော့ကွာတဖြည်းဖြည်းခန့်ခန့်ပြီးစော်